နှစ်ထောင်နှစ်ခုနှစ်မှာအဒိုးနှစ်ရဲ့သူငယ်ချင်းဒေးမန်အန်ဒါဆန်ဟာအဒိုးနှစ်ရဲ့အိမ်သားကိုကားမောင်းလာခဲ့ပါတယ်အဒိုးနှစ်အိပ်ပျော်နေပြီးမှပြန်လွတ်လိုက်ဖို့မေရီကဒေးမန်ကိုပြောပါတယ်ဒါပေမဲ့မေရီလက်ထွက်သွားတာနဲ့အဒိုးနှစ်ကအိတ်ချင်ရောင်ဆောင်ရာကနေထပ်ပြီးတတိုင်းပေါ်ကနေခိုးထွက်ကဒေးမန်ရဲ့ကားပေါ်ကိုတက်ပြီးအတူတူမောင်းထွက်သွားကြပါတယ်မကြခင်မှာပဲသူတို့ဟာတရားမဝင်လက်ဝဲကြိုးဝိုင်းရှိတဲ့မြေအောက်ဖဲကစားကွင်းတစ်ခုကိုရောက်သွားပြီးဒေးမန်ဟာလက်ဝဲပွဲအတွက်ပြင်ဆင်ပါတယ်အဒိုးနှစ်ကပြိုင်ပွဲရဲ့အားနည်းချက်ဖြစ်တဲ့လက်သီးတွေကိုအလွန်ကြုံဆန့်ထုတ်ထိုးတတ်တဲ့အကြောင်းဒေးမန်ကိုအကြံပေးနေတော့ဒေးမန်ရဲ့အိတ်ထဲမှာတင်းတဲ့တအုပ်ကိုတတိထားမိပေမဲ့ဘာမှမပြောဘဲပိုက်ဆံတွေပြည့်ထည့်ထားတဲ့စာအိတ်တအိတ်ကိုထုတ်ပေးလိုက်ပါတယ်ဒေးမန်ကအဲ့ဒီပိုက်ဆံကိုပထမအချီမှာတင်ပြိုင်ဘက်ကိုအလဲထိုးနိုင်မယ်ဆိုတာပေါ်လောင်းချထပ်ဖို့ခိုင်းတာကြောင့်အဒိုးနစ်ကတွားရောက်လောင်းလိုက်ပါတယ်ပွဲစဉ်အတွင်းမှာအဒိုးနစ်ကကျိုးဝိုင်းပေးကနေဒေးမန်ကိုအော်ဟစ်ညွှန်ကြားပေးပြီးဒေးမန်ကပြိုင်ဘက်ရဲ့အကွက်ကိုခစ်တာကဲခတ်ပြီးနောက်ပထမအချီမှာတင်အလဲထိုးပစ်လိုက်ပါတယ်အပြန်လမ်းမှာဒေးမန်ကတူနိုင်ခဲ့တဲ့လောင်းချပိုက်ဆံတွေကိုအဒိုးနစ်နဲ့ခွဲဝေယူပြီးအဒိုးနစ်ကလည်းအလဲလဲအနေနဲ့သူ့အဖေရဲ့မူရင်းအလီနဲ့ဖိုးမန်းပွဲစဉ်လက်ဝဲလက်မှတ်ကိုဘောင်းခတ်ပြီးပေးလိုက်ပါတယ်ဒေးမန်ကလည်းမုံဝယ်ဖို့ဆိုင်တဆိုင်နာရနာတော့အောင်မြင်တဲ့လက်ဝဲသမားဘဝကိုပိုင်ဆိုင်ခြင်းနဲ့သူ့ရဲ့ဆန္ဒကိုပြောပြပါတယ်ဆိုင်ပြင်ဘက်မှာအဒိုးနစ်ဟာအတိတ်ကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့လီယိုနဲ့တိုးပြီးရန်ညိုးဟောင်းကြောင့်သူ့ကိုအကြမ်းဖက်ကိုထိလက်ရောက်တိုက်ခိုက်ပါတော့တယ်15နှစ်အကြာမှာတော့ခရီးဟာတောင်အာဖရိကမှာသူ့ရဲ့ပြိုင်ဘက်ဟောင်းရစ်ကီကိုလန်နဲ့အနားယူမဲ့နောက်ဆုံးပွဲစဉ်ကိုထိုးတက်ပါတယ်ပွဲထဲမှာကိုလန်ကအသာစီးရနေပြီးခရီးကိုကောင်တာပြန်ထိုးဖို့အချိန်မပေးရဲတိုက်စစ်စင်ပေါင်းဆက်လက်တီးတွေနဲ့ဆက်တိုက်ပြူပါတယ်ဘီယန်ကာနဲ့လက်တဲတိုးတို့ကကျိုးဝိုင်းပေးကနေစစ်ပြက်လက်ပြက်စောင့်ကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာခေးကဝမ်ဘိုက်ကိုထိုးဖို့အကွက်မြင်လိုက်ပေမဲ့မထိုးရသေးခင်မှာပဲအချီပြီးသွားပါတယ်အနားယူချိန်မှာဘီယန်ကာနဲ့လက်တဲတိုးတို့ကသူ့အပေါ်စိတ်ပြက်နေရင်မဲ့ခေးနောက်ချီမှာကိုလန်ကိုအလဲထိုးပြမယ်လို့စိတ်ချခိုင်းပါတယ်နောက်ဆုံးမှာတော့ခေးဟာလက်တီးချက်ချိုးထိအောင်ထိုးနိုင်ခဲ့ပြီးကိုလန်ရဲ့အားနည်းချက်ဖြစ်တဲ့ဝမ်ဘိုက်ပိုင်းကိုပြင်းထန်တဲ့လက်တီးချက်တွေနဲ့ဆက်တိုက်တိုက်ခိုက်ပြီးလဲကျသွားစေကပွဲကိုအနိုင်ပေးလိုက်ပါတယ်ရလဒ်အနေနဲ့ခေးဟာနှစ်ပေါင်း20ကျော်တွင်ပထမဆုံးမပြတ်သားတဲ့ချန်ပီယံဖြစ်ကြီးညာခံရပြီးသူ့ရဲ့ချန်ပီယံပွဲကိုနောက်ထပ်တစ်ကြိမ်အောင်မြင်စွာကာကွယ်နိုင်မှုကိုအောင်ပွဲခံပါတယ်အတန်ကြာတော့အမိုင်းရာကဆိုဖာပေါ်မှာတရေအိတ်နေရဲ့အဒိုးနစ်စီကိုကိုးကြောင်ခိုးဝက်လာပြီးထိတ်လန့်သွားစေပါတယ်တမီးဖြစ်သူကသူ့ရဲ့ကတိကိုတတိပေးတာကြောင့်သူဟာဖားရုပ်ဝတ်စုံကိုဝတ်ဆင်ပြီးတမီးရဲ့လက်ဖက်ရည်ဝိုင်းကစားပွဲမှာအတူတူဆော့ကစားပေးပါတယ်အဲ့ဒီနောက်အဒိုးနစ်ဟာဘီယန်ကာရဲ့စတူဒီယိုစီသွားပြီးတမီးမားရာကိုတိတ်ခဲ့ပြီးကြောင်းပြောပြပါတယ်နောက်တနေ့မနက်မှာတော့လူစိမ်းတယောက်ဟာအဒိုးနစ်ရဲ့ကျင်းသားမှာဘတ်စကားဘော်ကဆင်းလာပါတယ်အဲ့ဒီအချိန်မှာအဒိုးနစ်ဟာသူ့ရဲ့လက်ဝဲသမားဖီလက်ချာဘတ်ကိုတစ်တာဂျာကိုနဲ့ပွဲအတွက်လေ့ကျင့်ပေးနေတာကြောင့်အလုံးရှုံနေပါတယ်အဒိုးနစ်ကဖီလက်ကို20ရာခန်းလောက်တဲ့သူတိုင်းကိုလိုက်လဲထိုးဖို့မကြိုးစားပဲပို့ပြီးထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့အကြံပေးပါတယ်သူဖုံးပြောဖို့အပြင်ထွက်တဲ့အခါသူ့ကားကိုမိရဲနေတဲ့လူစိမ်းတယောက်ကိုတတိပြုမိပါတယ်သူကကားပေါ်ကဖယ်ဖို့အမိန့်ပေးလိုက်တဲ့အခါမှာအဲ့ဒီလူဟာ Los Angeles ကိုအချိန်တော်ကြာမှပြန်ရောက်လာတဲ့ဒေးမန်ဖြစ်နေမှန်းသိလိုက်ရပါတယ်အဒိုးနစ်ကသူ့ကိုအတူတူနေ့လည်စာစားဖို့ဖိတ်ခေါ်ပြီးနေ့လည်စာစားနေတော့ဒေးမန်သူဟာလွန်ခဲ့တဲ့18နှစ်လုံးထောင်ထဲမှာကုံဆုံးခဲ့ရပြီးထောင်တိုင်တွေနောက်ကနေခေရဲ့အောင်မြင်တဲ့လက်ဝဲသမားဘဝကိုစောင့်ကြည့်ခဲ့ရကြောင်းဖွင့်ဟပါတယ်သူအဒိုးနစ်စီစာတွေလည်းရေးခဲ့တယ်လို့ပြောပေမဲ့အဒိုးနစ်ကတော့စာတွေမရရှိခဲ့ကြောင်းပြောပါတယ်ဒေးမန်ရဲ့ခက်ခဲနေတဲ့အခြေအနေကိုထောက်ထားပြီးအဒိုးနစ်ကအလုပ်ရှာပေးဖို့ကန့်လန့်ပြီးပိုက်ဆံအချို့ပေးပေမဲ့ဒေးမန်ကအလူခံတယ်လို့မျိုးမယူလိုပဲညှင်းပယ်ပါတယ်သူဟာလက်ဝဲလောကထဲပြန်ဝင်ဖို့အစီအစဉ်ရှိကြောင်းပြောတာကြောင့်အဒိုးနစ်ကပုံစံပြန်သွင်းဖို့သူ့ကျင်မှာလာရောက်ပူးပေါင်းဖို့ကန့်လန့်ရဒေးမန်ကဝမ်းမြောက်ဝမ်းသာလက်ခံပါတယ်ညဘက်ကားမောင်းပြန်လာတဲ့အခါအဒိုးနစ်ဟာလီယွန်ကိုသူ့သွားရောက်တိုက်ခိုက်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်လည်မှတ်ရမိပါတယ်အဲ့ဒီတုန်းကလီယွန်ရဲ့သူငယ်ချင်းနှစ်ယောက်ကသူ့ကိုဖမ်းချုပ်ပြီးဝိုင်းရိုက်ကြတဲ့အခါဒေးမန်ကတင်းနဲ့ထုတ်လိုက်တာကြောင့်နောက်ဆုံးမှာဒေးမန်ဖမ်းခံခဲ့ရတာဖြစ်ပါတယ်အဒိုးနစ်အိမ်ပြန်ရောက်တဲ့အခါမေရီကိုသူတို့နဲ့အတူလာနေဖို့ဖြောင်းဖြပေမဲ့သူမကညှင်းပယ်ပါတယ်သူမရဲ့ကျမ်းမာရေးအတွက်စိတ်ပူကြောင်းပြောပေမဲ့သူမကဘာမှမဖြစ်ပါဘူးလို့ဆိုကဘာလို့နောက်ကျနေတာလဲလို့မေးပါတယ်အဒိုးနစ်ကဒေးမန်နဲ့ပြန်ဆုံခဲ့တဲ့အကြောင်းပြောပြတဲ့အခါသူ့မိကချက်ချင်းမမိသွားပေမဲ့ဘီယန်ကာကတော့ဘာမှနားမလည်ပါဘူးနောက်တနေ့မှာဒေးမန်ဟာဂျင်မာလေ့ကျင့်ခန်းလုပ်ပေမဲ့လက်တဲတုံးကတော့ဒေးမန်ကိုအလာကားပေးလေ့ကျင့်တာကိုသဘောမတူပါဘူးဒါပေမဲ့အဒိုးနစ်ကသူဟာကောင်းမှုကုသိုလ်လုပ်နေတာဖြစ်ကြောင်းဘသူမှဖိလက်ရဲ့နက်စီရာခဏပါနာမလုပ်ချင်ကြတာကြောင့်ဒေးမန်ကဖိလက်ကိုကူညီပြီးနက်စီရာကဖော်လုပ်ပေးနိုင်ကြောင်းအကြံပြုပါတယ်နောက်တော့သူကဒေးမန်ကိုရင်းထဲမှာဖိလက်ကိုကူညီပေးဖို့ပြောပါတယ်တစ်ချိန်တည်းမှာပဲအမားယာဟာအတန်းထဲကတမီးရဲ့ပန်းချီကားကိုလာဆုပ်ပြီးအနိုင်ကျင့်ဖို့စ조사တဲ့မိန်းကလေးတယောက်ကိုလက်တီးနဲ့ထိုးလိုက်ပါတယ်ကျောင်းဆရာမကအဒိုးနစ်နဲ့ဘီယန်ကာကိုတိုင်ကြားပြီးအမားယာဟာတော်တဲ့ကျောင်းသူတယောက်ဖြစ်ပေမဲ့ရန်ဖြစ်လို့တဲ့ဆရာရှိနေကြောင်းပြောပါတယ်နောက်တော့အိမ်မှာအဒိုးနစ်ကအမားယာကိုရန်ဖြစ်တတ်အောင်လေ့ကျင့်ပေးဖို့ဆိုပြောပြီးဘီယန်ကာကတော့ကိစ္စတိုင်းမှာလက်တီးလက်မောင်းနဲ့မဲ့အစားသမီးရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြောဆိုတတ်ဖို့တင်ကြားပေးတာကပိုရေးကြီးကြောင်းညှင်းခုန်ကြပါတယ်အဲ့ဒီအချိန်မှာပဲဒေးမန်ကအင်ကိုရောက်လာပြီးနှုတ်ဆက်ကအဒိုးနစ်ရဲ့ခန်းသားထဲဝါလာတဲ့အိမ်ကြားဤကိုမြင်ပြီးအလွန်ထင်ကြီးသွားပါတယ်နောက်တော့သူတို့တောင်းရင်စားရင်စကားပြောကြတဲ့အခါဒေးမန်ကသူနဲ့အဒိုးနစ်တို့မိဘမဲ့ကေဟာမှာအတူတူနေထိုင်ခဲ့ကြပုံနဲ့အဒိုးနစ်ကနောက်ပိုင်းမှာဘလို့ကြော်ကြားလာပုံကိုပြန်ပြောင်းပြောပြပါတယ်ဘီယန်ကာကအမားယာကိုတိတ်ဖို့ထွက်သွားချိန်မှာအဒိုးနစ်နဲ့ဒေးမန်တို့ဟာနေရန်မှာစီထားတဲ့ခေမီသားစုရဲ့လက်ဝဲစုဖလားတွေကိုကြည့်ရှုကြပါတယ်ရုတ်တရက်ဒေးမန်ကသူ့မှာအချိန်များကြီးမရှိတော့တာကြောင့်ချန်ပီယံလူပွဲတစ်ပွဲစီစဉ်ပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့အဒိုးနစ်ဒေးမန်ဟာတက်တင်မပြရသေးတဲ့သူဖြစ်တာကြောင့်အဲ့ဒါကမဖြစ်နိုင်တဲ့လောက်ပဲလို့ရှင်းပြပေမဲ့ဒေးမန်ကတော့ဆွတောင်းဆိုနေပါတယ်နောက်တနေ့မနက်မှာဘီယန်ကာကအဒိုးနစ်ကိုမိဘမဲ့ကေဟာမှာကုံဆုံးခဲ့တဲ့အချိန်တွေအကြောင်းမေးမြန်းပေမဲ့အဒိုးနစ်ကစကားပြောဖို့ဝန်လေးနေတာကြောင့်ရက်လိုက်ပါတယ်အဒိုးနစ်ကဒေးမန်ကသူ့စီကနေချန်ပီယံလူပွဲတောင်းဆိုနေတဲ့အကြောင်းပြောပြရဘီယန်ကာကအဒိုးနစ်ဟာအဲ့ဒါကမဖြစ်နိုင်တယ်လို့အနေရများမှန်းတည့်ရနဲ့စဉ်းစားပေးနေတဲ့ပုံစံပေါက်နေတယ်လို့ပြောပါတယ်နောက်တော့ဂျင်မာဖီလစ်ကဒေးမန်အောက်ကိုအသက်ကြီးရဲ့အကြောင်းနက်စီရာတမန်လုံရင်လောက်ပြောင်းတာကြောင့်ဒေးမန်ဒေါသထွက်ကဖထက်ဟိုအတွင်းဖီလစ်ကိုတရားမဝင်လက်တီးတစ်ချက်ထိုးလိုက်တာကြောင့်နှစ်ယောက်သားရန်ပွဲဖြစ်လို့နီးပါးဖြစ်သွားပါတယ်အဒိုးနစ်ကအောက်ထပ်ဆင်းလာပြီးအခြေအနေကိုစစ်ဆေးကဒေးမန်ကိုစိတ်အေးထားဖို့အကြံပေးပြီးဒေးမန်ကိုဂျင်ထဲကနေထုတ်ချင်နေကြတဲ့လက်တဲတုံးနဲ့ဖီလစ်ရဲ့မန်နေဂျာလိုယာချာဘတ်စ်တို့ကိုချုံမော့ဖြောင်းဖျားရပါတယ်ဒါပေမဲ့အဒိုးနစ်ကသူဒေးမန်ကိုထိနိုင်ပါတယ်လို့ပြောပါတယ်ဒေးမန်ကအိမ်ပြန်လမ်းမှာဖီလစ်
နဲ့ဗစ်တာတို့ရဲ့ပွဲကြော်ညာပိုစတာတွေကိုမြင်တွေ့ပြီးနောက်သူ့ရဲ့အရေးချင်းတိုးတက်ဖို့တီးတက်ပြင်းပြင်းထန်ထန်စတင်လေ့ကျင့်ပါတော့တယ်နောက်တော့ဂျင်မာအဒိုးနစ်ဟာအမားယာကသူ့ရဲ့လက်ဝဲပွဲတွေကိုတက်ပလက်ပေါ်မှာတိတ်တဆိတ်စောင့်ကြည့်နေတာကိုသတိထားမိပြီးဘီယန်ကသဘောမတူမှာကိုတမီးကကြောက်နေပေမဲ့သူမကိုလေ့ကျင့်ပေးဖို့ကမ်းလှမ်းပါတယ်သူကအခြေခံတွေကိုစတင်တင်ကြားပေးတဲ့အခါတမီးကအဖေရဲ့ပွဲတွေကိုကြည့်ပြီးအဲ့ဒီလောက်ကတီးပြီးသားမို့လို့အစ်စ်အစမ်းတစ်ခုခုပြပေးဖို့ပြောပါတယ်အတန်ကြာတော့အဒိုးနစ်ဘီယန်ကာနဲ့ဒေးမန်တို့ဟာပါတီတစ်ခုကိုတက်ရောက်ကြပြီးအဆိုတော်တယောက်ကဘီယန်ကာရဲ့အယ်ဘန်ထဲကတချင်းတစ်ပုတ်ကိုပြန်ဆိုနေပါတယ်ပစ်တာကလည်းသူ့မန်နေဂျာနဲ့အတူပါတီကိုရောက်လာပြီးအဒိုးနစ်ကဒေးမန်ကိုသူဟာပစ်တာနဲ့ဖိလစ်တို့ရဲ့ပွဲကိုယခုနှစ်ရဲ့အကြီးကျယ်ဆုံးပွဲဖြစ်အောင်လုပ်မှာဖြစ်ကြောင်းပြောပြီးပစ်တာစီကိုထွက်သွားပါတယ်တစ်ချိန်တည်းမှာပဲဒေးမန်ကဘီယန်ကာနဲ့စကားပြောရင်သူမရဲ့တချင်းကိုသူမကိုယ်တိုင်မဆိုရပဲတခြားသူတယောက်ဆိုနေတာကိုဘလို့ခံစားရလဲလို့မေးမြန်းရဘီယန်ကာကတော့ဘာမှမဖြစ်ပါဘူးလို့ဆိုကဒေးမန်ရဲ့အတိတ်အကြောင်းကိုမေးပါတယ်ဒေးမန်ကသူနဲ့အဒိုးနစ်တို့ရန်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးသူကတင်းနဲ့ကြိုင်ဆောင်မှုနဲ့တရားစွဲဆိုခံရကသူ့ရဲ့ရာဇဝတ်မှုမှတ်တမ်းဟောင်းတွေကြောင့်ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီအချိန်မှာပဲပါတီကလူတစ်ယောက်ကပစ်တာကိုဝင်ရောက်တိုက်ခိုက်ပြီးတုံးနဲ့သူ့လက်ကိုရိုက်ချိုးလိုက်တာကြောင့်ဒဏ်ရာရရှိကပွဲမထိုးနိုင်တော့ပဲဖြစ်သွားပါတယ်ရလဒ်အနေနဲ့အဒိုးနစ်ဟာတခြားရွေးချယ်စရာရှာဖွေရတော့ပြီးဖိလေးရဲ့ပြိုင်ဘက်အဖြစ်ဒေးမန်အောက်ကိုအကြံပြုပါတယ်လက်တဲတုံရောလိုရပါဒေးမန်ကိုတရားဝင်လက်ဝဲသမားတယောက်ဖြစ်မရှုမြင်ကြတာကြောင့်အဲ့ဒီအကြံဉာဏ်ကိုကန့်ကွက်ကြပေမဲ့အပိုလိုခေတ်ကယောဂီကိုချန်ပီယံလူပွဲအခွင့်အရေးပေးခဲ့တော့ကလိုမျိုးပဲအားနေတဲ့အောက်ကျနောက်ကျဖြစ်နေသူနတ်ဆရန်တွေကလူတို့ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ကြောင်းအဒိုးနစ်ကသူတို့ကိုဖြောင်းဖြန်းထားချပါတယ်ရလဒ်အနေနဲ့ပွဲကြော်ညာမှတ်တမ်းတင်ရုပ်ရှင်မှာဖိလစ်ကိုအဒိုးနစ်အကယ်ဒမီရဲ့အကောင်းဆုံးလက်ဝဲသမားဖြစ်ဖော်ပြပြီးဒေးမန်ကိုတော့ထောင်မကျခင်ကရွှေလက်အိတ်ချန်ပီယံဟောင်းနဲ့အလားအလာအကောင်းဆုံးအပျော်တမ်းကစားသမားဖြစ်ခဲ့တဲ့ဒက်ဆရန်အဖြစ်ပုံဖော်ထားပါတယ်ပွဲနေ့မှာတော့အားကစားကွင်းကြီးတစ်ခုလုံးပွဲကိုစောင့်မျှော်နေတဲ့စိတ်လှုပ်ရှားနေတဲ့ပရိသတ်တွေနဲ့ပြည့်နှက်နေပါတယ်အဒိုးနစ်ကအဝတ်လဲခန်းထဲမှာဒေးမန်ကိုအားပေးလုံဆော်ပြီးအခွင့်အရေးရတော့အစွမ်းကုန်စူးစမ်းဖို့တိုက်တွန်းပါတယ်ဒေးမန်ကပရိသတ်တွေရဲ့လောင်ပြောင်တန်တွေကြားထဲကကျိုးဝိုင်းစီလျှောက်လန်းလာပြီးဖိလစ်ကတော့ကွင်းတစ်ခုလုံးကသူ့နာမည်ကိုအော်ဟစ်အားပေးရင်ခန်းနာကြီးကျယ်စွာဝင်ရောက်လာပါတယ်ကစားသမားတွေကိုမိတ်ဆက်ပေးနေတော့အဒိုးနစ်ရဲ့အမေက TV ကနေစောင့်ကြည့်နေပြီးအဒိုးနစ်နဲ့လိုယာတို့ကကျိုးဝိုင်းပေးမှရက်နေပါတယ်မိတ်ဆက်ပြီးနောက်ပွဲဆက်တင်ရဖိလစ်ကတိုက်စစ်ဆင်ပြီးဒေးမန်ကတော့ခန်းစစ်ကိုပဲအာယုံဆိုင်ပေမဲ့ဖိလစ်ရဲ့လက်တီးချက်တွေကိုစက်တိုက်ထိမှန်ခံရပါတယ်ရုတ်တရက်ဒေးမန်ကဖိလစ်ရဲ့ပခုံးကိုရိုက်ပုတ်ပြီးနာကျင်စေကသူ့စိတ်တက်ပြက်ပြအောင်စကားနာထိုးပါတယ်နှစ်ယောက်သားပြန်လဲထိုးတက်ကြပြီးဒီတစ်ချိန်မှာတော့ဒေးမန်ကတရားမဝင်ဒူးတိုက်ချက်နဲ့ဖိလစ်ရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ကိုတိုက်ခိုက်တာကြောင့်ဖိလစ်ကတိုင်လူကြီးကိုတိုင်ကြားပါတယ်နားယူချိန်မှာလက်တဲတုံကဖိလစ်ကိုဒေးမန်ရဲ့ရန်စမှုတွေနောက်ပါမသွားပဲဗျူဟာအတိုင်းပဲသွားဖို့တိုက်တွန်းပေမဲ့နောက်ချီမှာတော့ဒေးမန်ကဖိလစ်ရဲ့ဒဏ်ရာရနေတဲ့ပခုံးကိုနှစ်ကြိမ်ထိုးနှက်ပြီးမျက်နှာကိုတရားမဝင်တောင်နဲ့တွက်လိုက်တာကြောင့်အသာစီးရသွားပါတယ်အဲ့ဒါကြောင့်ဒိုင်လူကြီးကသူ့ကိုတတိပေးပြီးနှစ်မှတ်ဖြတ်ခံရပါတယ်ဖိလစ်ကအချီဆုံးမှာပြင်းပြင်းထန်ထန်ပြန်လဲတိုက်ခိုက်တာကြောင့်ဒေးမန်ဟာအနားယူချိန်မှာသွားကြိုးတစ်ခုကိုထွေးထုတ်လိုက်ရပါတယ်ဒါပေမဲ့နောက်ချီမှာဖိလစ်ဟာအပြင်းထန်အသာစီးခံရပြီးဆိုးရွားအလဲထိုးခံလိုက်ရတာကြောင့်ဒေးမန်ဟာချန်ပီယံဖြစ်သွားပါတယ်ဒါပေမဲ့အဒိုးနစ်ကသူ့ကိုဂုဏ်မပြုခဲ့တယ်လို့မေရီကလည်းစိတ်ပြက်လက်ပြက်နဲ့ TV ကိုပိတ်လိုက်ပြီးဗီဒီယိုတွေကတစ်တာတစ်လုံးကိုတွားထုတ်ပါတယ်ဖိလစ်ကိုစေးုံတင်လိုက်ရချိန်မှာအဒိုးနစ်ကအခြေအနေတွေကိုပြန်လည်မှန်ကန်အောင်လုပ်ဖို့ကတိပြုပါတယ်ဒါပေမဲ့လက်တဲတုံးကအဒိုးနစ်ကိုဂျင်းနဲ့ဝေးဝေးမှနေဖို့ပြောပါတယ်အဒိုးနစ်စိတ်ပြက်နေတော့မေရီကသူ့ကိုအိမ်ပြန်ခေါ်ပြီးဒေးမန်ရေးခဲ့တဲ့သူမဖုံးကွယ်ထားခဲ့တဲ့စာတွေကိုပြပါတယ်အဒိုးနစ်ကဒီလိုရှုပ်ဝက်ထားမှုအပေါ်ဒေါသထွက်ပေမဲ့သူ့မေကသူဒေးမန်ကိုမေ့ပစ်ပြီးဘဝမှာအောင်မြင်မှုရစေခြင်းလို့လုပ်ခဲ့တာဖြစ်ကြောင်းပြောပါတယ်သူမကဒေးမန်နဲ့ပစ်တာကိုတိုက်ခိုက်ခဲ့တဲ့သူအတူတူတွဲရိုက်ထားတဲ့ပုံကိုပြပြီးဒေးမန်ကသူ့ကိုဒုက္ခပေးဖို့စူးစမ်းနေတာဖြစ်ကြောင်းအလေးနဲ့ပြောပါတယ်အဒိုးနစ်စိတ်ပြက်လက်ပြက်ဖြစ်သွားပြီးဒေးမန်ကိုလက်ရှာရညာတန်းခေါင်ရန်ကန်းချိန်မှာလူမိုက်တွေနဲ့ပါတီလုံးနေတဲ့ဒေးမန်ကိုတွေ့ရှိပါတယ်အဒိုးနစ်ကသူ့ကိုရင်ဆိုင်ပြီးတစ္ဆာဖောက်မှုအတွက်ပြစ်တင်ဝေဖန်ပေမဲ့ဒေးမန်ကဂယူးမဆိုင်ပဲအဒိုးနစ်ဟာသူ့အတွက်အသုံးမဝင်တော့လို့မလိုအပ်တော့ကြောင်းပြောပါတယ်အဒိုးနစ်ကသူ့ချိန်ကနေထွက်သွားဖို့ပြောပြီးလက်ထွက်သွားတဲ့အခါဒေးမန်ကအဒိုးနစ်ကိုသူ့ကိုအလိုအဆုံးချိန်မှာဆုံးဖိခဲ့တာဖြစ်ကြောင်းစကားနာထိုးပြီးဆွဲဆောင်ပါတယ်သူကအဒိုးနစ်ရဲ့မျက်နှာကိုလက်တီးနဲ့ထိုးပြီးသူတိဆောက်ထားသမျှအရာအလုံးကိုလူယူမယ်လို့ချင်းချောက်ပါတယ်နောက်တစ်နေ့မနက်မှာဘီယန်ကာကအဒိုးနစ်အခန်းထဲမှာရက်တောက်နေတာနဲ့မျက်နှာကဒဏ်ရာကိုသတိပြုမိပြီးမင်းမြန်းပါတယ်အဒိုးနစ်ကဖြေဖို့ရှောင်ရှားပြီးလီယုံနဲ့ပတ်သက်တဲ့အတိတ်အကြောင်းကိုမေးတဲ့အခါအတိတ်ကိုမေ့ပစ်ဖို့စူးစမ်းနေပြီးစကားမပြောချင်ဘူးလို့အော်ဟစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအမားယာကသူတို့ညှင်းခုန်နေတာကိုစောင့်ကြည့်နေတာကိုအတီးထားမိတာကြောင့်ဘီယန်ကာကသမီးကိုခေါ်ထုတ်သွားပါတယ်အဲ့ဒီနောက်အဒိုးနစ်ဟာလီယုံကိုတိုက်ခိုက်ခဲ့ပြီးဒေးမန်ရဲ့ဖန်ခံခဲ့ရတဲ့ဆိုင်ကိုတွားရောက်ကြည့်ရှုပြီးပြန်လည်မှတ်ရနေတော့ဘီယန်ကာကဖုံးဆက်ပြီးသူ့မေလေးဖြတ်သွားတဲ့အကြောင်းကြားပါတယ်အဒိုးနစ်အိမ်ကိုအမြန်ပြေးပြန်လာပြီးအဲ့ရပေါ်မှာလဲလျောင်းနေတဲ့မေရီကိုကြည့်ရှုပါတယ်သူ့အမေပေါ်ရိုက်ဆိုင်ခဲ့မိတာကိုတောင်းပန်ပေမဲ့အမေကသူ့ကိုအပိုလိုလို့ထင်မှတ်ပြီးဘာလို့စွန့်ပစ်သွားတာလဲလို့မေးမြန်းကအဒိုးနစ်ကသူမှမရှိတဲ့အချိန်မှာအသက်အင်ဖို့အကြောင်းပြချက်ပေးခဲ့တာဖြစ်ကြောင်းပြောပါတယ်အဲ့ဒါကအဒိုးနစ်ကိုစိတ်လှုပ်ရှားဝမ်းနည်းစေပြီးမကြခင်မှာပဲသူ့မေကွယ်လွန်သွားကတင်းကြုံလိုက်ရပါတယ်တင်းကြုံပြီးနောက်အဒိုးနစ်ကဘီယန်ကာနဲ့အတူထိုင်ပြီးအခြေအနေအလုံးအတွက်တောင်းပန်ပါတယ်ခန်းစားချက်တွေကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့ဘီယန်ကာနဲ့မတူပဲသူ့ရဲ့နာကျင်စရာတိတ်တွေကမထင်မှတ်ပဲပေါ်ထွက်လာတာကြောင့်မထိန်းချုပ်နိုင်ခဲ့ကြောင်းရှင်းပြပါတယ်ဒါပေမဲ့ဘီယန်ကာကလည်းသူမတချင်းမစုံနိုင်တော့ပဲထုတ်လုပ်သူဖြစ်ပြောင်းလဲလုပ်ကင်ခဲ့ရတဲ့အချိန်တုန်းကလိုမျိုးပဲအရာရာကမလွယ်ကူခဲ့ကြောင်းရှင်းပြပါတယ်အဲ့ဒါကြောင့်အဒိုးနစ်ကလီယုံကိုတိုက်ခိုက်ခဲ့ပုံနဲ့ဒေးမန်ဖန်ခံရချိန်မှာသူထွက်ပြေးလွတ်မြောက်ခဲ့ပုံအတိတ်အကြောင်းကိုဖွင့်ဟပြောပြပါတယ်ဒါပေမဲ့ဘီယန်ကာကသူ့ကိုနှစ်သိမ့်ပေးပြီးအဲ့ဒီတုန်းကသူကကလေးရဲ့ရှိသေးတာမို့လို့ကိုခွင့်လွှတ်ဖို့တိုက်တွန်းပါတယ်သူရရှိထားတဲ့အောင်မြင်မှုအားလုံးနဲ့ထိုက်တန်ပြီးဒေးမန်ရဲ့ကြာဆုံးမှုအတွက်သူတောင်းမရှိကြောင်းအခိုင်အမာပြောပါတယ်ရလဒ်အနေနဲ့အဒိုးနစ်ဟာဒေးမန်သူ့ကိုဖျက်ဆီးမယ်
အခြေအနေကတားဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တော့သူက TV စကားပြောပွဲတစ်ခုမှာပါဝင်ပြီးသူ့ရဲ့ကြိုးဝိုင်းပြန်လာခြင်းကိုကြေညာပါတယ်အဲ့ဒီပွဲအတွင်းတင်ဆက်သူကဒေးမန်ဟာအခွင့်အရေးရတိုင်း K ကိုလိုက်လံပုတ်ခတ်ပြောဆိုနေတဲ့အကြောင်းပြောပါတယ်ဒေးမန်ကသူ့ရဲ့အိမ်တစ်ကနေစောင့်ကြည့်နေရင် TV စီစဉ်စီဖုန်းခေါ်ဆိုပြီး K အပေါ်သူ့ရဲ့မုန်းတီးမှုကိုထုတ်ဖော်ပါတယ်သူက K ကိုမိသားစုကိုစွန့်ပစ်တဲ့လူသူရဲကောင်းလို့ခေါ်ဆိုတာကြောင့်အဒိုးနဲ့ဒေါသထွက်ကဒေးမန်ကိုချန်ပီယံလူပွဲအတွက်စိန်ခေါ်လိုက်ပါတယ်စိန်ခေါ်မှုကိုလက်ခံလိုက်ပြီးအဒိုးနစ်ဟာလက်တဲတုံးနဲ့အတူဝေးလံတဲ့နေရာတစ်ခုမှာလေ့ကျင့်ရေးစခန်းစတင်ပါတယ်အဲ့ဒီအချိန်မှာလက်တဲတုံးကအဒိုးနစ်ကိုသူ့ရဲ့ဒဏ်ရာဟောင်းတွေကြောင့်ပွဲထိုးရခက်ခဲမှာဖြစ်ကြောင်းသတိပေးပြီးဒေးမန်ကတော့ပရိသတ်တွေရှေ့မှာ K ကိုလိုက်လံလောင်ပြောင်နေပါတယ်အဒိုးနစ်ဟာတစ်ပင်တွေကိုတဲအိတ်လိုတုံးပြီးထိုးနှက်တာပစ်တာဂျာကိုပါဝင်လူငယ်လက်ဝဲသမားတွေနဲ့နစီရာအင်အားလောက်တာစတဲ့ပြင်းထန်တဲ့လေ့ကျင့်မှုတွေကိုလှုပ်ဆောင်ပါတယ်တစ်ချိန်တည်းမှာပဲဒေးမန်ရဲ့လေ့ကျင့်ရေးစခန်းကတော့ကြွားဝါချင်းနဲ့နစီရာအင်အားပါတနာတွေကိုနှိမ့်ဆက်ညှဉ်းပန်းခြင်းတွေရရှိနေပါတယ်အခြားတစ်ဖက်မှာတော့ပစ်တာနဲ့နစီရာအင်အားလုံးနေတော့အဒိုးနစ်ဟာအပြင်းထန်လဲခံရပြီးငယ်စဉ်ကရဲတွေလက်ကထွက်ပြေးခဲ့ရတာကိုပြန်လည်မှတ်ရမိပေမဲ့ဒီတစ်ချိန်မှာတော့အရှုံးမပေးဘဲပြန်ထန်ဆုံးဖြစ်လိုက်ပါတယ်ရလဒ်အနေနဲ့အဒိုးနစ်ဟာလေ့ကျင့်ရေးမှာထူးချွန်လာပြီးနစီရာအင်အားပွဲတွေမှာပစ်တာကိုအသာစီးရလာပါတယ်နောက်ဆုံးမှာတော့သူပြေးလွှားလေ့ကျင့်ရင် Los Angeles ရှိမောင်လီတောင်ထိပ်ကိုရောက်ရှိသွားပါတယ်အတန်ကြာတော့ Los Angeles မှာ K နဲ့ဒေးမန်တို့ရဲ့ပွဲကိုလက်ခံကျင်းပပြီး K ဟာလူပြည့်နဲ့နေတဲ့အားကစားကွင်းကြီးတွေကိုပရိသတ်တွေရဲ့ကျဲလောင်တဲ့အားပေးတံတွေနဲ့ဝင်ရောက်လာပါတယ်မိနစ်ပိုင်းကြာမှာဒေးမန်ကဝင်လာပြီးမိမဆက်ခင်ကြိုးဝိုင်းထဲမှာကြွားဝါရင် K ကိုလောင်ပြောင်ပါတယ်ကစားသမားတွေကိုမိတ်ဆက်ပေးနေတော့ဝေဖန်သုံးသပ်သူတွေက K ဟာချန်ပီယံဟောင်းဖြစ်ပေမဲ့အောက်ကျနောက်ကျဒက်ဆရန်ဖြစ်ရှိနေပြီးဒေးမန်ကပိုပြီးကြန့်ခိုင်မှုရှိကအာနာစာလောင်နေတာကြောင့်အသာစီးရလိမ့်မယ်လို့သုံးသက်ကြပါတယ်သူငယ်ချင်းဟောင်းနှစ်ယောက်ရဲ့ပြင်းထန်တဲ့စိုက်ကြည့်မှုကဝေဖန်သူတွေကိုသူတို့ရဲ့ရန်ညိုးပေါ်ပို့ပြီးစိတ်ဝင်စားစေပါတယ်ပွဲဆက်တင်ရ K ကတွန်းဆုပ်နဲ့ဒေးမန်ကိုနေရာအများကြီးပေးလိုက်ပြီးဒေးမန်ကတော့ပြင်းထန်တဲ့လက်တိချက်တွေဆက်တိုက်ထိုးပြီး K ကိုအလဲထိုးဖို့အစွမ်းကုန်စူးစမ်းပါတယ်အချီပြီးတဲ့အခါဝေဖန်သူတွေကဒေးမန်ကိုအမှတ်ပေးကြပါတယ်တစ်ချိန်တည်းမှာပဲလက်တဲတုံးက K ကိုစီကန်းရှိထိန်းထိုးဖို့ဒေးမန်မကြခင်မောပန်းသွားပြီးတရားမဝင်ညစ်ပတ်တဲ့နီးအလန်းတွေတုံးလာလိမ့်မယ်လို့အကြံပေးပါတယ်ဒေးမန်ရဲ့နီးပြက်ကလည်းသူ့ကိုအချိန်ထိန်းဖို့အကြံပေးပေမဲ့သူကအကြံဉာဏ်ကိုလစ်လျူရှုပြီးနောက်ချီမှာလက်တီးတွေကိုရန်ထိုးကတရားမဝင်အောက်ပိုင်းထိုးချက်အချို့ကိုပါသုံးတာကြောင့်ဒိုင်လူကြီးရဲ့တတိပေးခြင်းကိုခံရပါတယ်နောက်တော့သူတို့နှစ်ယောက်သားပြန်လန်ထိုးတက်ကြပြီးအချီပြီးဆုံးချိန်မှာအပြန်လန်များတက်နေပါတယ် K နဲ့ဒေးမန်တို့အနားယူချိန်မှာစတူးပေါ်ထိုင်ရင်အချီချင်းစုံမိတဲ့အခါတယောက်ကိုတယောက်ငယ်စဉ်ကကလေးဘဝပုံစံအတိုင်းပြန်လဲများအင်အောင်လာကြပါတယ်နောက်ချီဝက်ထွက်လာတဲ့အခါသူတို့ဟာပရိသတ်တွေပျောက်ကွယ်သွားတဲ့ကွာတဲ့ K စဝတဲကိုရောက်ရှိသွားပါတယ်ဒေးမန်ကလက်တိချက်ချို့ထိအောင်ထိုးပြီး K ကိုဂျိုးရန်စီတွန်းပို့လိုက်ရာဒေးမန်ရဲ့စိတ်ကူးထဲမှာအဲ့ဒီဂျိုးရန်တွေဟာထောင်တိုင်တွေဖြစ်ပေါ်လာပါတယ်သူတို့ဟာပြင်းထန်တဲ့လက်တိချက်တွေအပြန်လန်ထိုးနိုင်ရင်အော်ဟစ်ကကျန်းတဲ့လက်တိပွဲကိုဆင်နွှဲကြပါတယ် K ကအထက်အော်ကနေဒေးမန်ကိုထောင်ဆိုးစီတွန်းထုတ်ပြီးပြင်းထန်တဲ့လက်တိချက်တွေထိုးနှက်ကအပြန်လန်ပြင်းထန်တဲ့ရိုက်ပွဲကြီးဖြစ်ပွားပြီးအဲ့ဒီချီကလည်းတူတူပဲပြီးဆုံးသွားပါတယ်နောက်ချီမတိုင်ခင်နေပြနှစ်ယောက်လုံးကသူတို့ရဲ့လက်ဝဲသမားတွေကိုမြောက်ပင်ပေးကြပြီးနောက်ချီမှာတော့ပြင်းထန်မှုကပုံမမြင့်မားလာကဒေးမန်ကတရားမဝင်နည်းနဲ့ K ရဲ့လက်အိတ်ကိုဆွဲကင်ပြီးပြင်းထန်တဲ့ဝမ်းပိုက်ထိုးချက်နဲ့ K ကိုလဲကျသွားစေပါတယ်ဒါပေမဲ့ K ကဒိုင်ရီတွက်မှု30စက္ကန့်မပြည့်ခင်ကတိကတ်တက်ပြန်ထန်နိုင်ခဲ့ရင်ဒေးမန်ကဆက်လက်ပြီးဖိအားပေးတိုက်ခိုက်ပါတယ်ဒါပေမဲ့ကြာမှခံပဲ K ကဖိအားပေးမှုကနေရုံထွက်ပြီးဒေးမန်ရဲ့ခံစစ်ကိုဖောက်ထွက်ကနောက်ဆုံးမှာဒေးမန်ကိုမြင့်မြတ်တော့လဲထုတ်ပြလိုက်တဲ့သူ့ရဲ့လက်ချက်တွေကိုဒေးမန်လဲကျသွားပါပြီအဒိုးနစ်ကသူ့ရဲ့အောင်ပွဲကိုအောင်ပွဲခံပြီးသူ့ဖွဲ့ကအဝတ်လဲခန်းထဲမှာပါတီလုပ်ကြပေမဲ့သူကဒေးမန်အတွက်ဝမ်းနေမိတာကြောင့်ဒေးမန်ရဲ့အဝတ်လဲခန်းအလို့စီသွားရောက်ပါတယ်အဲ့ဒီမှာအဒိုးနစ်ကထောင်ထဲမှာရှိနေတော့လာမကြည့်မိတာကိုတောင်းပန်ပေမဲ့ဒေးမန်ကအဲ့ဒီတုန်းကသူတို့ကကလေးတွေပဲရှိသေးတာမို့လို့သူပြစ်မဟုတ်ပါဘူးဆိုကခွင့်လွှတ်ပေးပါတယ်အဒိုးနစ်ကလည်းဒေးမန်အနေနဲ့ဒီလိုထောင်တန်းကြခံခဲ့ရတာနဲ့မထိုက်တန်ကြောင်းပြောပြီးသူတို့နှစ်ဦးလက်ဆွဲနှုတ်ဆက်ကရန်ညိုးကိုအဆုံးတက်လိုက်ပါတယ်ဒေးမန်ကအဒိုးနစ်ကိုသူ့မိသားစုစောင့်နေမှာမို့လို့သွားဖို့တိုက်တွန်းပြီးအဒိုးနစ်ကလည်းဆက်သွယ်မှုရှိဖို့ပြောကထွက်ခွာခဲ့ပါတယ်သူအားကစားကွင်းလို့ရဲ့ကျိုးဝိုင်းနဲ့ရှောက်လန်းလာတဲ့အခါအမားယာကကျိုးဝိုင်းထဲမှာလက်တီးထိုးချင်နေပြီးဘီယန်ကာကဘေးကစောင့်ကြည့်နေတာကိုတွေ့ရပါတယ်အဒိုးနစ်ကကျိုးဝိုင်းထဲဝင်ပြီးတမီးအမားယာနဲ့ပျော်ပျော်ပါပါလက်ဝဲထိုးကစားကတမီးရဲ့လက်တိချက်ကြောင့်လဲကျချင်အောင်ဆောင်ပေးရတမီးကဘီယန်ကာနဲ့အတူကျိုးဝိုင်းထဲကခုံပြီးအောင်ပွဲခံပါတယ်အဲ့ဒီနောက်အဒိုးနစ်ကအမားယာကိုပွေ့ဖက်ပြီးအိမ်ပြန်ကြမလားလို့မေးရတမီးကသဘောတူပါတယ်နောက်ဆုံးမှာတော့သူကျိုးဝိုင်းကိုနောက်ဆုံးတစ်ချက်ပြန်ကြည့်ပြီးသူ့ရဲ့ချန်ပီယံကားဘက်ကိုယူကအတူတူထွက်ခွာသွားပါတော့တယ်